နေတိုင်းမနဲ့အိမ်ကမထွက်ခင်ဖျားသခင်စီမှာဒီအချက်၃ချက်ကိုဆူတောင်းပါတရှင်ဖျားကျုပ်ခြေလမ်းတွေကိုလမ်းပြတော်မူပါကျုံရာရာကိုမမြင်ရပေမဲ့ကိုရောကမြင်တော်မူပါတယ်ကျုံရှေ့ကကြွသွားပြီးမှန်ကန်တဲ့တကားကိုဖွင့်ပေးကကိုရောထံကမဟုတ်တဲ့တကားတွေကိုပိတ်ပေးတော်မူပါကိုရောရဲ့အလိုတော်ကကျုံရဲ့ရှေ့မှာရှိပါစေနဲ့အရှင်ဖျားကျုံစိတ်နှလုံးကိုငြိမ်သက်ခြင်းနဲ့ပြည့်စေတော်မူပါကျုံရဲ့စိုးရိမ်ပူပန်မှုအတွေးခေါ်စိတ်ခံစားချက်တွေကိုကိုရောထံအနံပါတယ်ဆိတ်ရှုပ်စရာတွေကိုငြိမ်သက်စေပါကျုံတယောက်တည်းမဟုတ်ကြောင်းတတိပေးတော်မူပါအเจ้าမှာကိုရောကျုံနဲ့အတူရှိလို့ပါပဲသုံးအရှင်ဖျားကျုံတန်တရားဝင်ချိန်မှာယုံကြည်ခြင်းကိုခိုင်ခန့်စေပါကျုံလည်းကြချိန်မှာထောက်မပေးပါအရာရာအားလုံးဝေဝါးနေရင်တောင်ကိုရော့ကိုယုံကြည်ဖို့ကူညီမဆက်တော်မူပါတင်လဲနေတိုင်းဒီလိုဆူတောင်းခြင်းရင်မှတ်ချက်မှာအရှင်ဖျားကျုံဆန္ဒရှိပါတယ်လို့ရေးခဲ့ပေးပါကျမတို့တင်အတွက်ဆူတောင်းပြီးတင်နဲ့အတူရှေ့ဆက်လျှောက်လန်းပါမယ်တင်ကူးစိုက်တဲ့သူတွေကိုမျှဝေပေးကိုမမေ့ပါနဲ့သူတို့ရဲ့မနှက်ခင်းတွေလည်းဖျားသခင်စီကခွန်အားနဲ့ငြိမ်သက်ခြင်းကိုရရှိပါစေ